ဒူကိုက်ရီးနဲ့ပတ်သက်တဲ့ tips တွေ share ပေးသွားမှာဖြစ်ပါတယ်โอเคနံပါတ်3ချက်ကကြတော့အခီယိုဒီမှာဘယ်စကားလုံးကိုရှင်းပြနေရလဲဆိုတော့လိုက်ပြီးကြည့်ရပါတော့ကျွန်တော်ဒီမှာရေးစာကြောင်းမှာဆိုလို့ရှိရင်ခီနိုဆူပါတဲ့ခတ်တခေခီဝါတော့တဲ့မခါဝါးတာကျွန်တော်ဒီမှာ adjective ကခါဝါးဆိုတဲ့လုံးပဲပါတယ်ဒါပေမဲ့ noun ကဒီမှာနှလုံးတောင်ပါတယ်ပေါ့နော်ခီနိုလည်းဆိုလို့ရှိရင်3လုံးတောင်ပါတယ် noun ကဒါပေမဲ့ဒီမှာဒီ adjective ဖြစ်တဲ့ခါဝါးကဘာကိုညွှန်းတာလဲဆိုလို့ရှိရင်ဒီခေခီကိုညွှန်းတာပေါ့နော်ခတ်တခေခီကိုညွှန်းတာဘယ်ချိန်ဘယ်နေရာမှာဝယ်ခဲ့ခါတခေခီလေဆိုလို့ရှင်ကြတော့ခီနိုချွပါတဲ့ခါတခေခီဆိုချစ်စရာကောင်းတယ်ဆိုတာကဒီစူပါမာကတ်ကိုညှိုးတာမဟုတ်ဘဲနဲ့ဒီခေခီကိုညှိုးတာပေါ့နော်ဆိုတော့ဒီဆရာတစ်ချောင်းထဲမှာနောင်နေအများကြီးပါလို့ရှိရင်ဒီ adjective ကဘယ်နောင်ကိုညှိုးနေရလဲဆိုတော့နားလဲအောင်လုပ်လို့ရပါတယ်โอเคနံပါတ်4ချက်ကကြတော့အခီယိုဒီမှာဒီစကားဆက်တွေနားလည်အောင်လုပ်တာပေါ့နော်ဒူကိုင်းက level မြင့်လာတဲ့ဒီစကားဆက်တွေကပို့ပြီးတော့မြင့်လာတယ်ပေါ့နော်โอเคဆိုတော့ပထမဦးဆုံးစကားဆက်ကိုကြည့်အောင်ဒီစကားဆက်တွေကဒီမှာ social ဆိုတဲ့နည်းဆိုတဲ့ခါတော့အဲ့ဒါကကြတော့ဘလို့အခြေအနေကိုဖော်ပြခြင်းနဲ့ဟာမှာတုံးတာလဲဆိုလို့ရှိရင်ကြတော့အရှိမဖော်ပြပြီးသားအရာကိုနောက်ကထပ်ပြီးတော့ပေါင်းပြီး addition နေနဲ့ပြောခြင်းတဲ့အခါမှာတုံးတာပေါ့နော်ဥပမာလေးဖတ်ကြည့်လိုက်အောင်ဆိုတော့レストランは狭いですそれに料理も美味しくないですဆိုတော့ဒီစတောက်ဆိုင်ကကျင်းတဲ့အပြင်ကိုမှဒီဟင်းနေရာကြီးရတဲ့အရာတာမရှိဘူးလို့ပြောတာပေါ့နော်ဒီ social ဆိုတဲ့နီးဆိုတဲ့ခါတာအဲ့စကားဆက်တွေကအခီယိုဒီတုတ်ကိုင်းမှာမဟုတ်ဘဲနဲ့ဘုံဘုံမှာလည်းပါတယ်ပေါ့နော်ဒါပေမဲ့သူကတတိထားကမှာကဒီစကားဆက်3ခုကိုသုံးကျင်တယ်ဆိုလို့ရှိရင်သူကဒီစာကြောင်းတစ်ကြောင်းနဲ့တစ်ကြောင်းဆက်တဲ့နေရာမှာချွင်းချက်တော့ရှိရယ်ဘယ်လိုလဲဆိုတော့အရှိကစာကြောင်းကဒီ negative ကိုဖော်ပြအနောက်ကစာကြောင်းကလည်း negative ကိုဖော်ပြရဲ့အချိန်မျိုးဒါမှမဟုတ် positive negative အဲ့လိုဖော်ပြရဲ့အချိန်မျိုးမှာသူကဒီစာရွက်နှစ်ကြောင်းအလဲမှာအဲ့စကလုံး3လုံးနဲ့တစ်မျိုးထည့်လို့ရပါတော့။ဥပမာဆိုလို့ရှိရင်ဒီမှာဒီဆိုင်ကကျင်းတယ်ဆိုတာကဒါမကောင်းတဲ့ဘက် negative ကိုဖော်ပြပါတော့။ပြီးတော့ဟင်းရတွေကလည်းအရသာမရှိဘူး။အဲ့ဒါကလည်း negative ဖော်ပြတာအဲ့လိုမျိုးအချိန်ခါအရှိနဲ့နောက်ကတူတဲ့အခါညီရဲ့အခါမျိုးကြောင်မှာ acuity social ဆိုတဲ့နည်းဆိုတဲ့ခါတော့အဲ့ဒါသုံးရပါ။ Okay ကျွန်တော်နောက်ထပ်စကားဆက်လေးကို acute ဆက်ကြည့်လိုက်အောင်။ Okay နောက်ထပ်စကားဆက်တွေကကြတော့ဆိုရတဲ့ဆိုတော့တာမဲ့だからですから何々ので何々から何々ためဒီအဲ့အရာဘာအဓိပ္ပာယ်ရလဲဆိုတော့အဲ့ဒီအတွက်ကြောင့်အဲ့အရာကြောင့်ဆိုအဓိပ္ပာယ်ရတယ်ပေါ့နော်ဆိုတော့အဲ့အရာကဘလို့အခြေအနေမျိုးမှာတုံးရလဲဆိုလို့ရှိရင်တော့အရှိမဖော်ပြပြီးသားအကြောင်းအရာရဲ့ရလဒ်တွေကိုဖော်ပြခြင်းတဲ့အခါမှာတုံးရတာပါဥမာအခီယိုရဲ့ရေးလေးဖတ်ကြည့်လိုက်အောင်နော်ဆိုတော့アメが降ったので散歩するのをやめました။ဘာလဲဆိုတော့မိုးရွာခဲ့တဲ့အတွက်ကြောင့်မလို့လမ်းလျှောက်ထွက်ဖို့ကိစ္စကိုရပ်နာခဲ့ရတယ်လို့ယူအမိတယ်နဲ့အဲ့လိုမျိုးအဓိပ္ပာယ်ဖြစ်တယ်။ဆိုတော့ဒီမှာကနော်တဲ့3နာရီနဲ့ဆိုတော့အမေက fit တာနော်တဲ့မိုးရွာခဲ့တဲ့အတွက်ကြောင့်မလို့မိုးကရွာခဲ့တဲ့အတွက်ကြောင့်မလို့အနောက်ကဒီရလက်ကိုပြောတာပေါ့နော်။လမ်းလျှောက်ထွက်ဖို့ကိုဖျက်သိမ်းခဲ့ရတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။ Okay နောက်ထပ်စကားဆက်လေးကကြတော့でもけれどもしかし何々けど何々が何々のにအဲ့အကောင်လုံးကဒီလိုတိုးပေမဲ့ဆိုရဲအဓိပ္ပာယ်ရအဲ့တော့ဘယ်လိုအချိန်ဒီမှာတုံးရလဲဆိုတော့ဒီဖော်ပြရတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့အဆန့်ကျင်ဘက်ကိုပြောချင်တဲ့အခါမျိုးမှာတုံးရတယ်ပေါ့နော်ဆိုတော့ရေးလေးဖတ်ကြည့်လိုက်အောင်友達に電話をかけたけど彼女が遅いでしたOkay တကယ်ချင်းကိုဖုန်းဆက်ခဲ့ပြီးမယ်လို့တကယ်ချင်းကနောက်ကျခဲ့တယ်ဆိုတော့သူပြောချင်တာကအရှိကတကယ်ချင်းကိုဖုန်းဆက်ခဲ့ပြီးမဲ့အနောက်ကစန့်ကျင်မဲ့ပေါ့နော်တကယ်ချင်းဆောမလာခဲ့အပြင်သူကနောက်ကျခဲ့တယ်သူယူ email နဲ့စနေ Okay Okay နောက်တဲ့စကားစနှစ်ခုကကြတော့အခီဒီမှာဆိုရဲနာတာဆိုရဲခါတာအဲ့နဲ့လောက်ဖြစ်တယ်သူကဒီဆိုရဲနီးနဲ့ဆိုရဲတဲ့နည်းနည်းရောစင်နေပေါ့နော်ကြည့်ရဒါပေမဲ့အထိပ္ပယ်ကကြတော့မတူပါဘူးဒီနှလုံးကဘာကိုပြောချင်တာလဲဆိုတော့အဲ့ဒါဆိုလို့ရှိရင်ဆိုအထိပ္ပယ်ကိုပြောတာပါဘယ်လိုအချိန်ဒီမှာတုံးရလဲဆိုရင်အရှိရအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဆုံးဖြတ်ချက်ချခြင်းတဲ့ခါမျိုးမှာတုံးရဆိုတော့ရေးလေးကိုကြည့်လိုက်အောင်ပေါ့နော်အေဆန်ကပြောရဲဆိုတော့အိုးဆိုင်နီအခီတိုင်းနာဆိုတော့ရေဘူးဆန်းကိုသွားချင်လိုက်တာလို့အေဆန်ကပြောလိုက်တယ်အဲ့ကိုဘီဆန်ကနေပြီးတော့ဆိုရဲနာတာဆိုရှိရောဆိုပြပြောရပေါ့နော်အဲ့ဒါဆိုလို့ရှိရင်အဲ့လိုမျိုးပဲလုပ်ကြရအောင်လို့ပြောတာပေါ့နော်ဆိုတော့ဒါ listening မှာလည်းပါရပေါ့နော်အဲ့ဒါဆိုလို့ရှိရင်တွားကြရအောင်ဆိုပြီးသဘောတူလိုက်တာပေါ့နော်ဆိုတော့ A ဆန်ကအရှိကပြောခဲ့တဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ B ဆန်ကနေပြီးတော့ဆွမ်းပေးချက်ချပြီးတဲ့ခါမျိုးမှာဒီအခီကိုဆိုတဲ့ခါတာဒါမှမဟုတ်ဆိုတဲ့နာတာအဲ့နဲ့တော့သုံးတာပေါ့နော်
โอเคနံပါတ်5အချက်ဖြစ်တဲ့အရေးကြီးဆုံးချက်ကကြတော့အခုဒီမှာစာရေးသူရဲ့စိတ်ခံစားချက်ကိုပြောပါဘောเนาะဆိုတော့ဒီစာပိုက်တစ်ပိုက်မှာစာရေးသူကဘာကိုပြောချင်တာလဲစာရေးသူရဲ့စိတ်ခံစားချက်ကဘာလဲဆိုပြီးမေးခွန်းနေပေါ့เนาะဒါတွေက N5 နဲ့ N4 မှာပါလေးပါထားမရှိပြီမဲ့လို့အခုဒီ N3 N2 နဲ့ N1 နေမှာအများဆုံးမေးရမေးခွန်းနေပေါ့เนาะဆိုတော့ဒီမှာစာပိုက်တစ်ပိုက်မှာစာရေးသူရဲ့ခံစားချက်ကိုသိကျင်တယ်ဆိုလို့ရှိရင်အခုဒီမှာဒီ phrases လေးပြပေးရရပေါ့เนาะဒီ phrases လေးကို screenshot ယူပြီးတော့အိမ်မှာပြန်ပြီးတော့ဖတ်ကြည့်လို့ရပါတယ်ဒီနေ့အခက် share ပေးခြင်းနဲ့ GLPD နဲ့ NAD တို့ကိုင်းဒီ reading အတွက် tips လေးရဒီလောက်ပါပဲဆိုတော့ဒီ GLPD နဲ့ NAD ကလည်းနီးကပ်လာပြီဆိုတော့အခက်ဒီ Marvelous Education Center မှာဒီ GLPD နဲ့ NAD အတွက်N5, N4, N3 exam preparation တန်းနေလာရောအနံလို့ရပါတယ်။အဲ့ဟာပြီးတော့မှဆောင်းမဖြစ်ပြီးသွားပြီဆိုလို့ရှိရင်လည်း basic plus N5, N4, N3 ဆိုတဲ့အတန်းလေးယူလိုက်တဲ့ course လေးလည်းလာရောအနံလို့ရပါတယ်။ခိုင်းဝ interview training စတဲ့တန်းလေးလည်းလာပြီးတော့အနံလို့ရပါတယ်။အခုဒီမှာအကောလုံးက affordable ဖြစ်စီမဲ့ price လေးနဲ့ထားပေးရပါတယ်ပေါ့နော်။はい、じゃあ皆さんありがとうございました。またね。